ပွေနေတဲ့လူသဘာဝကွယ်ပြူလာသမျှရဲ့ကောင်းမှုနဲ့အကြောင်းအကျိုးကိုကောင်းဆိုလို့သွန်သင်တော်မူတယ်လောကလာကိုရှာဖွေနေတဲ့လူသဘာဝကွယ်ပြူလာသမျှရဲ့ကောင်းမှုနဲ့အကြောင်းအကျိုးအကောင်းဆိုလို့သွန်သင်တော်မူတယ်